ကိုးပေသုံးမှုဆေးပေပဲရှိရဲ့ဒီွယ်လေးတစ်ခုကရန်တာတိုက်တစ်ခုဖြစ်နိုင်ပါမလားဖြစ်နိုင်တာပေါ့ဗျလွန်ခဲ့တဲ့2လလောက်ကကျွန်တော်မိတ်ဆွေတယောက်မန်းလေးကကျွန်တော်စီဖုန်းဆက်လာတယ်ဗျသူတို့မိသားစုလေးတွေနေဖို့အတွက်ကိုအိမ်နှစ်ထပ်ခွဲစောက်ချင်တာပေါ့နော်โอเคကျွန်တော်ကလည်းရတယ်ပေါ့6ပေနောက်23ပေရှိရပေါ့မြေနေရာကျင်းတယ်ပေါ့မြေနေရာကျင်းတော့သူကျွန်တော်ထင်တာသူတော်တော်များများနဲ့တိုင်ပင်ပြီးသွားပါပြီသူကျွန်တော်ထင်တာအဆင်မပြေလို့ကျွန်တော်စီရောက်လာတာပေါ့နောက်ဆုံးတော့ပုံမှန်ကျွန်တော်တို့ design approach နဲ့တွားမယ်ဆိုလို့ရှိရင်တော့ standard approach နဲ့တွားမယ်ဆိုလို့ရှိရင်ဒီအခန်းလေးကမွန်းချက်နေမှာအမှန်ပဲเนาะနောက်ထပ်ခွဲလဲဖြစ်မယ်လိုချင်တဲ့ function တွေလည်းနည်းနည်းများတယ်ပေါ့နော်အဲ့တော့ကျွန်တော်စဉ်းစားမိတယ်ခင်ဗျကောင်းမွန်တဲ့ design function တစ်ခုသာရှိမှဆိုလို့ရှိရင်အဲ့ဒီအိမ်ရဲ့ပြဿနာကိုပြေလည်အောင်ဖြေရှင်းပေးနိုင်တယ်ပေါ့နော်ကဲကျွန်တော်ရဲ့အတူတူကျွန်တော်ဘယ်လိုဖြေရှင်းထားလဲဆိုတော့အားလုံးကြည့်ကြရအောင်ကျွန်တော်မိတ်ဆွေကသူလိုချင်တဲ့အချက်လက်တွေတော့သူပြောတယ်ဗျသူအောက်ဆုံးထပ်မှာကြတော့သူကဒီချက်ဖို့ပြုတ်ဖို့နဲ့ရှော့ဖို့တော့ကိုနေရာလေးတီးတန်းတစ်ခုပေါ့လေအဲ့ဒါလေးသူလိုချင်တယ်ပြီးတော့အိမ်ရှင်းမှာလည်းသူကဟို liquor ဆိုင်လေးတစ်ဆိုင်ဖွင့်ချင်တာပေါ့ liquor store လေးအသေးစားလေးတစ်ခုဖွင့်ချင်တာပေါ့အဲ့အတွက်နေရာလေးခြံပေးပါပေါ့ပြီးလို့ရှိရင်လှေကားတွေကိုလည်းအကြော်နင်းတွေကိုသူကတော်တော်ဖြစ်ချင်တယ်ဗျအခန်းနေရာကျင်းတော့သူကလှေကားအကြော်နင်းတွေကိုတော်မဖြစ်မှာလည်းသူစိုးရင်တယ်ခင်ဗျโอเคအဲ့တော့အပေါ်ဆုံးတက်သွားတဲ့အချိန်မှာကြတော့လေသူက master room တစ်ခန်းလိုချင်တယ် energy ချိုးကန်တစ်ခုပါချင်တယ်ပေါ့နော် runner 30တစ်ခုတော့လိုချင်တယ်ပေါ့နော်ပြီးတော့အပေါ်ဆုံးတက်မှာကြတော့ကျွန်တော်ဖျားစင်တစ်ခုရယ်ပြီးတော့ကျွန်တော်မန်လေးရဲ့လှပကိုခံစားဖို့အတွက်ကိုသူ့ရဲ့အပေါ်ဆုံးတက်မှာလေ runner လေးတစ်ခုပေါ့လိုချင်တယ်ကျွန်တော်ပြောတယ်ခင်ဗျအဲ့ဒါသူ့ရဲ့လိုအပ်ချက်ပေါ့နော်အဲ့တော့ခက်ခဲနေနဲ့သွားကြည့်မှဆိုလို့ရှိတယ်အိမ်ရဲ့အလှည့်ကအနောက်ဘက်အလှည့်ဖြစ်တယ်ပေါ့နော်နောက်ဘက်လှည့်ဖြစ်တော့ညနေနေအကြချိန်ကြောက်ဆိုရင်အရန်ပူတယ်ခင်ဗျပြီးတော့အိမ်ရဲ့မြင်နေရကလည်းမျက်နှာစာကလည်းကျင်းတယ်ဗျာပြီးတော့လှေကားအတွက်လည်းနေရလည်းစဉ်းစားမှာပါဒါကတော့ခက်ခဲတွေပေါ့အဲ့ဒါကိုကျွန်တော် design function approach အနေနဲ့ဘယ်လိုလုပ်တယ်လဲဆိုတာချက်လောက်ကြည့်ကြည့်ပြပါဦး floor to floor story ပါနော်ကျွန်တော်တို့အလှော်တွေမှာလည်းကျွန်တော်တို့အောက်ထပ်မှာကြတော့အပေါ်တက်ထိကို floor to floor ကို17ပေထားရတယ်ပြီးတော့အပေါ်တက်ကနေပြီးတော့ဒုတိယတက်ကိုကြတော့6ပေခွဲကျွန်တော်တွားရတယ်ပေါ့နော်အဲ့လိုတွားလာခြင်းအပြင်ဘာချိုးသေးစုရှိလဲဆိုတော့အောက်ထပ်မှာကြတော့ကြဝန်း space ရှိရပြီးတော့ဒီအလုံးလုံးမို့ working space တွေကိုကျယ်တဲ့ feel မျိုးခံစားရတယ်ပေါ့နော်အပေါ်တက်မှာဆိုလဲဒုတိယတက်မှာဆိုလဲကျွန်တော်တို့ကဒီ ceiling တွေပါလေအပြီးရိုက်ပြီးဆိုလို့ရှိရင်เนาะကျွန်တော်တို့10ပေလောက်ကောင်းကောင်းကျန်တယ်ပေါ့နော်10ပေလောက်ကောင်းကျန်တယ်အပေါ်ဆုံးတက်လဲပုံဒီလောက်ကောင်းမယ်တကယ်လို့အိမ်ခန်းကပေါ့နော်တကယ်လို့အတွင်းမှာကျွန်တော်တို့ industry ရဲ့ design မျိုးမုံမျိုးတွားကျင်တယ်ဆိုလဲစီနေထဲစရာမလိုဘူးပေါ့နော်ဘင်းမှာပဲအပေါ်မှာပဲတခါတည်းထားပြီးတော့မီးလိုက်နေပြေးလို့ရတယ်ပေါ့နော်ဒါမျိုး concept တွေကျွန်တော်တခါတည်းထည့်သွင်းစဉ်းစားတယ်ပေါ့နော် okay ပြီးတော့ ground floor မှာကျတော့ကျွန်တော်အလုံးနဲ့လူနေမှုဘုကအိမ်ထဲဝင်နေတဲ့နဲ့ကျွန်တော်အရှိမကြီးမားတဲ့ by foot တကားတော်ကြီးရှိရပေါ့နော်ဒီကောင်ကတကားအကျယ်ဆိုတော့ကြိုက်လို့ဖွင့်လို့ရတယ်အဲ့ဒါအနေနဲ့လို့တစ်ခုမှာခုနက client ရဲ့လိုအပ်ချက်ဖြစ်တဲ့ liquor store ကိုသူဖွင့်နေတော့သူကောင်းကောင်းလေးကိုသူအသုံးချပြီးဖွင့်လို့ရတယ်ပေါ့နော်အဲ့ဒီရဲ့နောက်ဘက်မှာကျတော့ချက်ပြုတ်စားတော့လို့ရမယ်ကင်းချက်နဲ့ဒိုင်းလေးတော့ကျွန်တော်ပေါ်မိုက်လုပ်ပေးထားတယ်လူ2ယောက်တက်ကိုတော်တော်အဆင်ပြေရလို့ကျွန်တော်လုပ်ပေးထားတယ်ပေါ့နော်ပြီးလို့ရှိရင်လှေကားရဲ့အောက်ဘက်မှာချမ်းမှာကျတော့ကျွန်တော်ဒီ mini garden mini space လေးရှိမှာပေါ့နော်ဒီမှာကျတော့အင်ရှင်ကခွေးမွေးတော့သူခွေးပဲထားတကယ်လို့ washing machine တစ်လုံးစာအတွက်ကိုနေရာကောင်းကောင်းအဆင်ပြေတယ်ပေါ့နော်ကျွန်တော်အဲ့လိုလုပ်ထားပေးတယ်ပြီးတော့အောက်ထက်ကလည်းပေါ်တော့တက်မဲ့လှေကားဆိုတော့အနည်းက10လက်မှအကျော်က9လက်မှနဲ့ကျွန်တော်စဉ်းစားထားပေးတယ်လှေကားမျိုးစားတော့ winder stand မျိုးစားဖြစ်တယ်ပေါ့နော်လှေကားအကွေ့မှာသုံးတယ်3 can ပုံစံလှေကားအဆင့်ဖြစ်တယ်ပေါ့ဒီကျွန်တော် landing မှာကျ landing ကိုအပြည့်မယူဘဲနဲ့ကျွန်တော်3 can ပုံစံမျိုးလုပ်လိုက်တော့နေရာကြီးကြီးမယူဘဲနဲ့ design အတွက်လည်း saving ဖြစ်တယ်လို့ function လည်းကြတယ်ပေါ့နော်အဲ့ပြောနေပါဆိုနားယူခြင်း first floor okay လှေကားတိုင်းတက်လာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအိတ်ခမ်းစီကိုတန်းရအောင်ပေါ့နော်အိတ်ခမ်းကကျွန်တော် queen size bed တခုကောင်းကောင်းရတယ်ဒီ straight flight ကိုသုံးထားတယ်အပေါ်တက်မှာကျတော့လှေကားနေရာယူသွားတယ်ပေါ့နော်ယူသွားတယ်ဆိုတော့သူအင်ရှင်ကသူကလှေကားကိုလည်းသူက space မလျှော့ချင်ဘူးဗျာမလျှော့ချင်ဘဲနဲ့အိတ်ခမ်းကိုလည်းသူကဟို master bed လို့ကောင်းကောင်းအကြီးတစ်ခုရကျင်တာဆိုတော့ကျွန်တော်ကအရှိကိုကန်ဒီလေးပါကျွန်တော်2ပေကျွန်တော်ထုတ်လိုက်တယ်ပေါ့နော်ထုတ်လိုက်တော့အထဲမှာကကျွန်တော် queen size baron ကောင်းတစ်ခန်းအောင်ရတယ်ပေါ့နော်အောက်ထက်က23ပေဆိုလို့ရှိရင်အပေါ်ထက်က2ပေထုတ်လိုက်တော့ကျွန်တော်25ပေဖြစ်သွားတယ်ပေါ့နော်ပြီးတော့အဲ့ထက်မှာအင်ရှင်က runner လိုချင်နိုင်မယ်ဒါပေမဲ့ runner လိုချင်ပြန်မဲ့တဲ့ကျွန်တော်တို့မနေရမရှိတော့
မရှိတော့ဘူးဆိုတော့ကျွန်တော်တို့ကြတော့ function ကျွန်တော်နှစ်မျိုးသုံးလိုက်တယ်ဗျအဲ့နာမှာကြတော့အဲ့တော့မျက်နှာစာမှာကျွန်တော်ကဗဒိမောက်ထည့်မှာဆိုကျွန်တော် sliding door ကြီးကျွန်တော်ကောက်ထည့်လိုက်တယ်ဗျကောက်ထည့်လိုက်ပြီးတော့အရှိရဲ့အဲ့ sliding door အရှိမှာကျွန်တော်လက်ရမ်းပေါ့နော်ကပ်ပြီးကျွန်တော်ထည့်ပေးလိုက်တယ်ထည့်ပေးလိုက်တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့တကားဖွင့်မယ်ဆိုလို့ရှိရင်လည်း runner ပုံစံမျိုးနဲ့အခန်းနေမြင်တဲ့ပုံစံမျိုးဖြစ်သွားမယ်တကယ်လို့ runner ပိတ်လိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဗဒိမောက်ပုံစံမျိုးကျွန်တော်ဖြစ်သွားမှာနော် manufacturing သုံးလို့ရအောင်ကျွန်တော်လုပ်ထားပေးတဲ့ပုံစံမျိုးပေါ့โอเคပြီးတော့အိမ်နာရေချိုးကန်းကိုလည်းကျွန်တော်အနောက်ဘက်မှာကျွန်တော် combine ထားပေးထားတယ်အိမ်နာနဲ့ရေချိုးကန်းကို combine ထားပေးထားပဲเนาะရေစင်ကိုကျွန်တော်တီးတဲ့အပြင်တနေရာကျွန်တော်ထုတ်ပေးထားတာပေါ့เนาะဒါကကျွန်တော် first floor မှာကျွန်တော်ယူထားတဲ့ design position အနေထားပါခင်ဗျပေါ်ဆုံးထပ် second floor စိတ်အေးချမ်းမှုအပေါ်ဆုံးထပ်မှာကြတော့ကျွန်တော်ဖျားစီကြီးတစ်ခုရယ်မန်းလေးရဲ့ညနေခင်းအလှတရားကိုခံစားဖို့အတွက်6ပေအပြည့်ရှိတဲ့ brand တစ်ခုရယ်ကျွန်တော်ထည့်သွင်းစဉ်းစားထားပေးတယ်ကြနေရှိတော့ကျွန်တော်နေဘူးရှင်ကာဝယ်ပေးဖို့အတွက်ကိုပန်းပင်လေးတွေနဲ့ shading တွေကျွန်တော်သုံးပြီးတော့အကာအကွယ်လုပ်ပေးထားတယ်ပြီးတော့အောက်ထပ်မှာလည်းsunshade တွေတခုကျွန်တော်ထုတ်ထားပေးတယ်ပေါ့နော်အဲ့တော့နေအပူတန်းကိုထိုင်းသိမ်းတော့ကာဝယ်ပေးပါတယ်နောက်ဆုံးဒီကုန်းချုပ်ကတော့ဒါကျွန်တော်6ပေမီချာပေါ်မှာကျွန်တော်လုပ်ပေးတဲ့ design proposal stage ပဲဖြစ်ပါတယ် design stage မှာတွေကိုကျွန်တော်ကပြဿနာမျိုးစုံကြိုတင်ဖြေရှင်းပေးတဲ့အတွက်6ပေမီအကျဲကလည်းတမိုးရှိရဲ့ရန်တာတိုက်တစ်ခုဖြစ်နိုင်ပါတယ်ခင်ဗျားတို့ဆိုရင်ရောဘယ်လိုဖြေရှင်းကြမလဲကျွန်တော်ကို comment မှာပါဝင်ဆွေးနွေးပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်နေ့မှတွေ့ကြတာပေါ့